ကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာကျွန်တော်တို့သစ္စာရှိဖို့လိုတယ်ဘယ်အခက်အခဲတွေပဲရှိကိုယ့်ရဲ့ professional ပေါ်မှာသစ္စာရှိဖို့ဟာအလွန်အရေးကြီးကျွန်တော်တို့က company ပေါ်သစ္စာမရှိခိုင်းဘူးအဖွဲ့အစည်းပေါ်သစ္စာမရှိခိုင်းသေးဘူးကိုယ့် professional ပေါ်တော့သစ္စာရှိစာရေးဆရာလို့ပြောရင်စာရေးတဲ့အလုပ်ကိုသစ္စာရှိရစိုက်ကားနဲ့နေတဲ့ဆရာကြီးကစိုက်ကားကိုချစ်ရစိုက်ကားကိုချစ်ရဒါမှအုံတော်ဖြစ်လာမယ်တိုးတက်လာမယ်အောင်မြင်လာကိုယ့်ရရာနေကိုယ့်ရအောင်ချစ်ရဒီနေ့မန္တလေးမှာအောင်သမားကြီးဥအောင်ဟိုတနေ့ကပဲကျွန်တော်ပန်တော့ပြောတယ်ဥအောင်ကကိုယ့်ရတွေကကိုယ့်ရအောင်ချစ်တယ်ရွှေဆိုင်လုံးမှာရွှေဆိုင်အောင်ချစ်တာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့ကိုယ့်ရစိုင်းပုတ်ကလေးသူချိတ်ထားတယ်ကိုယ့်ရရတယ်လည်း very happy ပျော်ပျော်ပါးပါးရတယ်အချင်းဆိုပြီးကိုယ့်ရတယ်သူကိုယ့်ရရောင်းတော့ရတယ်အဲ့တော့ဘယ်လို့အခက်အခဲလို့ရှိမယ်သို့တော့ကိုယ့် professional ကိုချစ်ဖို့နဲ့အခက်အခဲတွေကြုံလာတဲ့အချိန်မှာဒီ professional ပေါ်မှာကျွန်တော်တို့ရဲ့ confidence ဟာဘဝအောင်မြင်တိုးတက်ရေးအတွက်အရေးကြီးပါလူတွေအားလုံးကတော့ကျွန်တော်တို့ယုံကြည်စေခြင်းတဲ့အတိုင်းယုံအောင်တော့လုပ်လို့မရဘူးကျွန်တော်တို့ဖျားသခင်မဟုတ်ဘူးကျွန်တော်လူတိုင်းကြောက်လုံးမှကျွန်တော်အောင်မြင်မယ်လို့ပြောရင်ဒင်းတိုင်းညောဟာယူပြီးတည်သွားဖို့ပဲရှိတယ်အခုတည်းကယူနေပြီလို့တော့မပြောနဲ့ဘူးယူနေပြီလို့ပြောရင်ကျွန်တော်တို့ကကြိုက်တယ်ဟုတ် crazy ယူတော့မှအောင်မြင်တာကိုလုံးတဲ့လို့ယူတယ်ကျွန်တော်တို့ကဟောပြောတဲ့အတတ်ပညာယူတယ်စာရေးတာကိုယူတယ်ယူလောက်အောင်ချစ်တယ်အိတ်ချိန်စားခြင်းနဲ့ပို့ချစ်တယ်ဟောပြောဖို့ဆိုရင်ကျွန်တော်8နာရီကျွန်တော်တကယ်ပြောတာဇက်တိုက် non stop ပြောတယ်ကျွန်တော်အခုပြောတယ်လုံးဝရေမတော့ဘူးဒီနေ့ဆောင်းရည်ဆိုရေမတော့ဘူးဟိုတနေ့ကရွာမှာအဲ့လိုတရဇက်ပြောတာကွင်းမြင်ထဲမှာပြောတာဇက်ဆိုပါဇက်တဲ့ကိုရင်ကောင်းတော့ရောက်လာကျွန်တော်ရေမတော့ဘူးဝါစားပလိုက်ဆိုတော့ကျွန်တော်ဒီနေ့စပြောချင်တာကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာချစ်ဖို့เนาะ